မင်္ဂလာပါကျွန်တော်တို့ရဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအမြဲတမ်းတောက်တနေကြတဲ့စိတ်ချမ်းသာမှုဆိုတာဘယ်ကလာတယ်လဲဘယ်လိုပိုင်ဆိုင်နိုင်မလဲဆိုတဲ့အကြောင်းလေးကိုရင်းဖွင့်ဆွေးနွေးသွားခြင်းပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာတစ်ခါတလေကြရင်အယမ်းကိုဝင်ပြီးနေတတ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ဟာလက်ရှိနေရာမှာမရှိပဲလွန်ခဲ့တဲ့အတိတ်ကနောင်တရစီကိုပြန်ရောက်နေတတ်လို့ပါပဲငါအဲ့ဒီတုန်းကအဲ့လိုမလုပ်ခဲ့တင်ဘူးဆိုတဲ့အတွေ့အကြုံဒါမှမဟုတ်လဲမရောက်သေးတဲ့အနာဂတ်အတွက်ငါဘလို့ဆက်လုပ်ရမလဲဆိုတဲ့စိုးရင်ပူပန်မှုတွေနဲ့ပဲအချိန်ကုန်နေကြပါတယ်တကယ်တော့ကျွန်တော်တို့တကယ်ပိုင်ဆိုင်တာဟာအခုဆိုတဲ့လက်ရှိအချိန်လေးပါပဲမနက်ခင်းမှာကော်ဖီတစ်ခွက်တောက်နေရင်တော့အလုပ်ကိစ္စတွေကိုတွေးမနေပဲကော်ဖီရဲ့အနက်နဲ့အရသာကိုပဲအာယုံစိုက်ကြည့်ပါအနားမှာရှိတဲ့ချစ်ရသူတွေရဲ့စကားတန်ကိုတေချာနားထောင်ပေးပါလက်ရှိအခိုက်အတန့်လေးကိုတံမိုးထားပြီးရှင်တန်တက်လာတဲ့အခါတင့်နှလုံးသားထဲမှာအရင်ကထပ်ပိုပြီးအေးချမ်းလာတာကိုခံစားရပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုတိတ်တဆိတ်ခိုးယူသွားတတ်တဲ့အလေးကျင့်စုတစ်ခုအကြောင်းပါအဲ့ဒါကတော့ကိုဘဝကိုသူတစ်ပါးနဲ့နှိုင်းယှဉ်နေမိတာပါပဲဖုံးလေးပို့လိုက်လို့လူမှုကွန်ရက်ပေါ်မှာသူများတွေအောင်မြင်နေတာခီးတွေသွားနေတာကိုမြင်ရင်ငါဘဝကတော့အတုံးမကျပါလားဆိုပြီးအားငယ်တက်ကြပါတယ်ဒါပေမဲ့တခုသတိထားရမှာကလူတိုင်းမှာကိုယ်စီအခက်အခဲတွေရှိကြသလိုကွင်းရမယ့်အချိန်စရာချင်းလည်းမတူကြပါဘူးသူတစ်ပါးရဲ့အပြင်းပန်းအလှပတွေကိုကြည့်ပြီးကိုယ့်ရဲ့အတွင်းပိုင်းအားနည်းချက်နဲ့သွားပြီးမနှိုင်းရှင်ပါနဲ့တင်ဘဝဟာတင့်ရဲ့ကိုယ်ပိုင်ခရီးစဉ်ဖြစ်လို့တင့်ရဲ့မနေ့ကထက်ဒီနေ့ပိုကောင်းလာဖို့ပဲအာယုံစိုက်လိုက်ရင်ဘဝဟာအများကြီးပိုပြီးနေပျော်လာပါလိမ့်မယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့နှလုံးသွင်းထားရမယ့်အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့လောကမှာဘာဆိုဘာမှထာဝရမတည်မြဲဘူးဆိုတဲ့အချက်ပါပဲကောင်းတဲ့အရာတွေပဲဖြစ်ဖြစ်ဆိုးတဲ့အရာတွေပဲဖြစ်ဖြစ်အချိန်တန်ရင်ပြောင်းလဲသွားမှာပါတင်ခုအရန်စိတ်ညစ်နေရတယ်ဆိုရင်လေဒါဟာလေတနေ့တော့ပြီးဆုံးသွားမှာပါလို့ကိုသတိပေးကြည့်ပါအဲ့ဒီတွေကတင့်ကိုကြက်ကြက်ခံနိုင်တဲ့ခွန်အားတွေပေးပါလိမ့်မယ်အလားတူပဲအောင်မြင်မှုတွေပျော်ရွှင်မှုတွေကြုံလာရတဲ့အခါမှာလေဒါဟာထာဝရမဟုတ်ဘူးလို့သိထားရင်အဲ့ဒီအချိန်တွေကိုပိုပြီးမျက်မျက်နှိုးနှိုးတံမိုးထားတတ်လာသလိုတစ်ချိန်မှာပြောင်းလဲသွားခဲ့ရင်လည်းအလွန်အမင်းနာကျင်မနေတော့ပဲတည်တည်ငြိမ်ငြိမ်နဲ့လက်ခံနိုင်လာပါလိမ့်မယ်ဒီတော့အတိတ်နဲ့အနာဂတ်ကိုခဏဘေးဖယ်ထားပြီးလက်ရှိအချိန်မှာပဲအကောင်းဆုံးနေထိုင်ကြမယ်သူတစ်ပါးနဲ့မနှိုင်းရှင်ပဲကိုလန်းကိုယုံကြည်ရှောက်လန်းကြမယ်အရာရာဟာပြောင်းလဲတတ်တယ်ဆိုတဲ့အသည့်နဲ့လောကဓာတ်ကိုရင်ဆိုင်ကြမယ်ဆိုရင်တင့်ရဲ့ဘဝဟာအမြဲတမ်းပုတ်ပါလန်းဆန်းနေမှာအသေးချပါပဲအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့ပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ